အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုမိတ်ဆက်ပေးချင်တာကတော့ကျွန်တော်စီမှာအသစ်ဝင်ထားတဲ့ solar panel လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်လို့ပါခင်ဗျာ solar panel လို့ပြောလိုက်တာနဲ့မှန်ပြင်းနဲ့တရားခက်တဲ့ solar ပြားလို့မိတ်ဆွေတို့ထင်နေပါလိမ့်မယ်ဒါပေမဲ့အခုတစ်ခေါက်ကတော့ကျွန်တော်မိတ်ဆက်ပေးချင်တာကအလွယ်တကူတည်လို့ပြုလို့လွယ်တဲ့ solar panel လေးဖြစ်ပါတယ်သူကတော့စူမာမတ်စိတ်ထဲကထွက်ရှိထားတဲ့ flexible solar panel ပဲဖြစ်ပါတယ်သူ့ရဲ့အလေးချိန်ကဆိုရင် 7.2 kg လောက်ပဲရှိပါတယ်သူ့ရဲ့အထူကလည်း 2.2 mm ပဲရှိပါတယ်ခင်ဗျာတခြား solar panel တွေထက်80ရာခိုင်နှုန်း weight ကပိုပြီးတက်တာပါတယ်တေရပြုရတကယ်ကိုလွယ်ကူတဲ့ solar panel လေးဖြစ်ပါတယ်ခင်ဗျာသူ့တက်ဆင်မယ်ဆိုရင်လည်းကျွန်တော်တို့ tan frame တွေအများကြီးသုံးစရာမလိုတော့ပဲအလွယ်တကူကပ်ပြီးတက်ဆင်လို့ရပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေတို့ tan frame တွေအများကြီး short ချပြီးအသုံးပြုလို့ရပါပါမယ်ခင်ဗျာပေါ်ပါပြီးတည်ယူရလွယ်ရုံနေမကဘူးကျွန်တော်စွမ်းရည်ထုတ်လုပ်မှုကလည်းတကယ်ကိုအားကောင်းပါတယ်ဝင်မခံနိုင်တဲ့အိမ်ခေါင်မိုးတွေအတွက်ဆိုရင်တော့လုံးဝကိုအဆင်ပြေမဲ့ solar panel လေးဖြစ်ပါတယ်ခင်ဗျမိတ်ဆွေအိမ်ခေါင်မိုးတွေဒီလိုပေါ်ပါပြီးစွမ်းအားကောင်းတဲ့ solar ပြားကိုရှာနေရဆိုရင်တော့ဒီစူမာမတ်စိတ် solar flexible panel ဝတ်430ကအပြည့်ဖြစ်ပါလိမ့်မယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ